အမြဲပတ်စံတောင်းနှများပေးတယ်ဒါပေမဲ့စီးပွားလို့တောင်းရင်မပေးတော့ဆိုတော့မင်္ဂလာပါကျွန်တော်ဒီနေ့ February လမှာမလုပ်လိုက်ရတဲ့အလုပ်ကိုလုပ်မှဖြစ်ပါတယ်။ဘာလဲဆိုတော့ကျွန်တော်ဒီအမေကိုအရင်လက30မကတော့လိုက်ရအောင်ကျွန်တော်ကားတိုက်တယ်တစ်ဖက်ကိုယော်လိုက်ရတယ်ဆိုတော့ကျွန်တော်အဲ့ဒီ season လေးပြတ်သွားတယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဒီနေ့အမေကိုဒီ30ကတော့မှဖြစ်ပါတယ်။ဆိုတော့အခုကျွန်တော်ပတ်စံတောက်ထုတ်မှဖြစ်ပါတယ်။စီးပါ။အခုကျွန်တော်အရင်ကနေတိုးတိုးလေးထွက်လာတာ။အမေကပတ်စံတောက်ထုတ်မှသိသွားလို့ရှင်ပေါ်သွားမှာဆိုလို့တက်စီကလည်းအမေစီကတောင်းလာတယ်။ကျွန်တော်အမေကိုအဲ့လောက်ကြီးအများကြီးမကြော်ဘူးဒါပထမဆုံးပဲကျွန်တော်လွန်ခဲ့တဲ့နှစ်ကစီးပွားရေးစလုပ်ကြတဲ့ကကျွန်တော်အမေကိုဘယ်လိုပြောမလဲပတ်စံကမကြော်ဘူးအလုံးစုံကြော်ဘူး3သိန်း2သိန်းပဲဒါကျွန်တော်ရဲ့ပထမဆုံးဒါ320ကြော်ရဖြစ်ပါတယ်အမေနဲ့ကျွန်တော်နည်းနည်း issues လေးတွေရှိတယ်ဆိုတော့အမေကသူစီပတ်စံတောင်းမကြိုက်ဘူးအမေပတ်စံတောင်းနှများပေးတယ်ဒါပေမဲ့စီးပွားရေးလို့တောင်းရင်မပေးတော့မဟုတ်တက်တော့တောင်းပေးတယ်။ဒီမှာရှိတယ်လို့ပေးရပါတော့။ဟိုမှာ3သိန်းရှိရမလား3သိန်းပေးလိုက်တာ။အဲ့လိုမျိုးဆိုတော့9000ရှိတယ်9000ပေးလိုက်တာလို့အမေအလုံးလုံးမယ်ဆိုလို့တောင်းလို့ရှိရင်အမေကမပေးတော့အဲ့ဒါပြဿနာပေါ့။ဆိုတော့ဘာဖြစ်ကျွန်တော်ကအမေကိုပထမဆုံးကိုပတ်စံနဲ့ကို30ကြောတာဆိုတော့ဘယ်လိုပြောမလဲ It's a big deal ပေါ့ကျွန်တော်တို့ဒါနောက်တစ်ဆင့်ပဲ။တားရအမေကိုချက်တယ်လေ။ဘာဖြစ်တားရအမေကိုချက်တယ်ဆိုတော့ဒါကျွန်တော်ပထမဆုံးခြေလမ်းတစ်ခုပေါ့နော်မိဘထောက်ပံ့တဲ့နေရာမှာပထမဆုံးခြေလမ်းတစ်ခုဖြစ်ပါတယ်နေရောက်နေဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆိုကျွန်တော်အခုပန်းရောက်ပါပြီချီရဟွာမှာ ATM limit ဘယ်လောက်လဲ3သိန်းထင်တယ်ကျွန်တော်အခုဒီ EY ဘဏ်နဲ့ကမ္ဘောဇဘဏ်မှာကျွန်တော်ထုတ်ခဲ့တယ် ATM နဲ့မှာမထုတ်ခဲ့လိုက်တယ်ဆိုတော့ကျွန်တော်အခုပြန်မယ်အမေးစီသွားမယ်ပေါ့နော်ကျွန်တော်အခုမမေးကို30ကတော့မှဖြစ်ပါတယ်ခံမမအင်းကြီးဝင်လိုက်အင်းကြီးဝင်လိုက်ဘယ်ဘာလို့ချင်တာတော့အင်းကြီးဝင်အနောက်ပါပြရသေးဘူးလေမဟုတ်ဒီခဏလားသမီးသားဘယ်ခဏလားပြတ်ထွက်လာမထွက်နဲ့အင်းကြီးဝင်လိုက်အေးဘာလို့ချင်တာတော့လို့ပြောအင်းကြီးဝင်လိုက်ဟာဘာမှမလဲရသေးပဲနဲ့ဘာမှမလဲနဲ့ညအင်းကြီးဝင်နေရပါနေရအင်းကြီးဝဲမင်းရဲ့ရတယ်ကိစ္စမရှိဘူးအမေရေချိုးနေတော့ကိုတော်လုံးဖြစ်နေကိုတော်လုံးမပါဘူး sorry အင်းကြီးမပါဘူးဖြစ်နေတယ်ရင်းဆိုင်ဖြစ်နေမပြီးပြီလားမလောမမေအင်းကြီးလေးပဲဝဲအင်းကြီးလေးပဲဝဲထိုင်အမေတို့တင်းနေစင်ဘယ်လိုလဲဟာလူကြီးဝိုင်းနေရမင်းတင်းနေစင်တိုင်းတော့ရမနေမှလည်းဘယ်လိုအော်တကယ်လားဟမ်ဘာရောဘယ်လိုမှာဘယ်လိုလုပ်နေလဲအဘာလို့မှာဘယ်လိုလုပ်နေရအေးမင်းတခါမှတင်းနေစင်မပေးဘူးလို့အော်ကတော့ဆိုထိုင်ကတော့လေရောဟ
အေးအဲ့လိုလုပ်နေသားတယ်အောင်ပညာအောင်လို့ဟုတ်လားဟဲ့လမ်းမလေးဆက်ပြီးတော့ရတယ်မို့အေးဒါလေးကျမဆန်းတာပါစေတော့ငါလည်းအောင်နေပါစေခက်ခဲမရှိပဲနဲ့ချက်ချုံမောင်းနဲ့ခုဒီကိုကတော့အောင်နေပါစေနော်ဒီနေ့လည်းကျေးဇူးလည်းအထူးပဲဆက်နေပြီးတော့အဲ့လေကေရှင်းပြီးတော့လိုချင်တာအားကိုပြီးဆုံးပါစေအေးအားအောင်လေ เมื่อแต่เขาเลยก็สำหรับที่กูซิว่าถ้าเราเนี่ยกูเรียนแบบนี้ครับ အေး ไม่รู้ประมาณกี่ปี အေးတော့ဆိုရတယ်စမ်းအမေမေဖျားအတွက်တခုခုဖြစ်မယ်ဒီနေ့ကိုလည်းလိုအပ်တာလုပ်ပေးမယ်အားလုံးစင်နေပြီနော်အေးစင်ပြပါစေတော့တာဒီတော့ကအများကြီးစုပြပါစေနော်ပေးလို့လည်းပြောတာမဟုတ်တော့အမေအများစုတောင်းနေတယ် เมื่อนั่นแหละเต้นกันทำไป အေးပါဘာသာလို့ရင်တကယ်လို့တကယ်အောင်နေမှာအမေတို့ကြည့်ပြီးသားနော်ညနာလေးကြည်တယ်လေးဖြစ်အောင်လို့မိဘညာလည်းကတော့အတူကအဖေလည်းဖွင့်လို့တယ်မိလည်းဖွင့်လို့တယ်အမေသားဟိုဘစီကလေးညမထီတော့နော်အေးအဲ့ဒါမှမဟုတ်ဘူးမမလည်းစလည်းပြောမေမမလည်းပြောစင်ရအောင်မေကျန်တယ် เพราะว่าแต่สกัดงานของงาน အေးလေရတယ်အပြည့်ပဲထားလိုက်မှာပေါ့ဗျာနော်အေးဟုတ်ပြီဟုတ်ပြီကျန်တာဆန်းတာပါအေးမမေကလည်းဟိုစတော့တော့ပြောနေနော်ဘာလို့ကြီးတာဆိုတော့အမေဘက်ကလိုပါတာလည်းပြောသားတော့ကတော့မမေမူကျူးစီပြရှိရတယ်နော်မူကျူးစီပြ มุจิ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  အဲ့တော့တော့ဘာမှဖြစ်ပဲနဲ့တားမှလည်းမေမေတို့တားလို့လည်းမေမေကကျေးဇူးတင်တယ်တားကိုလည်းကျေးဇူးတင်တယ်မိမကျေးဇူးတင်မဟုတ်ဘူးတားသမီးကျေးဇူးလည်းရှိတယ်မေမေပဲတရားလာတော့ဒါတားမေမေကိုကျေးဇူးဆက်ဖို့ရောက်လာတာမေမေကလည်းမွေးတယ်ဆိုတော့မိဘကျေးဇူးတားဖို့မှရှိပြီးသားအဲ့တော့နှစ်ဦးနှစ်ဖက်ကျေးဇူးဆိုတာပြန်လာရှိပြီးသားဆိုတော့ဒီလိုတွေးဖို့ဒီလိုနေရဖို့ဆိုတာကလည်းဒါတားမှလည်းကျေးဇူးရှိလို့မိမလည်းကျေးဇူးရှိလို့တားလည်းကုသကံပါမေလည်းကုသကံပါလို့ဟုတ်လားအမေညီမတို့မှလည်းချစ်ခင်ပေးပါညီမလည်းတားတော့မချနိုင်ဘူးပြီးတော့တယ်လည်းပြောမိမိတို့အသက်ကြီးလာပြီနော်အေးတားတော့တဖြည်းဖြည်းမိမိတို့လည်းရောက်လာမှာအဲ့တော့တားလေးကုသကံကောင်းပြီးတော့မိမိရဲ့မြတ်တာကိုဆူတောင်းပေးတယ်မိကောင်းဆွေကောင်းသူတော်ကောင်းဇနီးကောင်းတွေတွေ့ရပါလို့အမေကလည်းဆူတောင်းပေးတာတော့မကောင်းတဲ့မိန်းကလေးတော့မကောင်းတဲ့အိမ်အောင်ရှင်မအေးအဲ့ဒါပဲလို့လား โอเค ဟုတ်ပြီညပြီကျေးဇူးတင်တယ်နော်အေးဒါအစင်အောင်ပြည့်ရမလား เดี๋ยว ဟုတ်ပြီဟုတ်ပြီဟုတ်ပြီမှန်ပြီလားအေး ก็เลยประกันนั่นสิไม่ยากเลย မကဘူးနော် ได้ အေးအေး အဲ့တော့ကျွန်တော်အခုအမေကိုဒီ30ကျွန်တော်အရင်ကစီစဉ်ထားလေးကြောလိုက်ပါပြီ။ဒါပေမဲ့ကျွန်တော်ဘယ်လိုပြောမလဲစိတ်ထဲမှာမိုက်တယ်အဖေးမိုက်တယ်ဆိုတော့ဒါယောက်ျားတစ်ယောက်ရဲ့တမိုင်းမိတောင်ဝဲထဲမှာမိသားစုထောက်ပံ့မယ်ဆိုတာလည်းပါတယ်ကိုယ်ခန္ဓာကိုယ်အပြောင်းလဲလုပ်ရမှာတွေပါတယ်စာဖတ်ရမှာတွေပါတယ်ဒီမလားဟိုယောက်ျားလေးဖြစ်လာပြီဆိုရင်လောက်ရမယ့်ကိစ္စတွေပဲဆိုတော့ဒီတမိုင်းမိတောင်ဝဲနဲ့တခုကတော့ဟိုအမေကိုကျွန်တော်အခုပထမဆုံးစပြီးတော့ပထမဆုံးအခုမှကြောပူတာ30ကြောလိုက်ပါပြီအဲ့တော့ကျွန်တော်ဆက်ပြီးပြောင်းလဲလုပ်သွားအောင်မယ်မင်္ဂလာပါကျွန်တော်အောင်စောပါမှာ3ရက်ရင်တက်ကိုပြောင်းနေရဲ့အသက်25နှစ်ရွယ်လွန်ခဲ့တဲ့ဖြစ်ပါကျေးဇူးတင်ပါတယ်